မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီမှာလေစတီလေးကိုဝီရိုက်ပြီးတော့ပြပေးခြင်းလို့စတီ3အားထိုင်နေပါခင်ဗျာဒါကတော့လှေအိတ်လို့ရတယ်ပေါ့နော်ဒါကတော့အတွင်းငယ်9ပေတော့ရှိတယ်ပေါ့နော်ဒါကတော့ဒီစတီ3အားထိုင်နေတော့တယောက်ထိုင်ကလေးလုံးပါမယ်ဒီမှာခေါင်းဆောင်နဲ့ထက်နေပေါ့နော်ဘဲဥပါခင်ဗျာဒါဆိုလို့ရှိရင်တော့ဘဲဥကိုမှတော့ဟောက်ပန်းလုပ်ထားတယ်6တောက်တွေမှာအစာမြန်မြန်ဆန်ဆန်ဖြစ်အောင်ကျွန်တော်တို့ပန်းထိုးထားတယ်နောက်ပြီးဒီဘေးတိုင်တွေဘေးပေါင်တွေဒီဘေးပေါင်တွေကအစာထိုးထားတယ်ပေါ့နော်ဖောက်ပန်းဒါတော့ကျွန်တော်တို့ဒီအသားဆင်ထားတာပါတောင်းတင်းမှုလေးရှိတယ်လာလာပါလေးဖြစ်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကျုံးနေရလေးသူတစ်ထက်အပြင်ကျွန်တော်အနာစာလုံးဝမရှိဘူးအတန်းလောက်ထားတဲ့အစုံလေးပါခင်ဗျာဦးတဲ့လူကတော့ရမယ်နော်ဒါလေးကိုဒါလေးရတဲ့လူကတော့စီးပွားရတော့တက်ပြီးဘာဖြစ်လို့တော့3ဟောက်ထိုင်ဖြစ်နေလို့လေဒါလေးရအောင်ယူဖို့မမင်းပါနဲ့ဒီမှာကျွန်တော်ဒီမှာခုရိုက်ကြတဲ့အလုံးကဒါ1 set ကလေးဒီအစုံဝယ်တဲ့နေ့ကနေစပြီးတော့ငွေဝင်မှာပါခင်ဗျာသက်ဆူတိုင်းငွေဝင်မှာဒါလေးတွေကိုမှာဖို့မမင်းပါနဲ့ဒီမှာလေကျွန်တော်ဒီမှာ3ထိုင်မှာဒါမှတရားထိုင်လေးတွေကလေးလုံးပါတယ်ဒါကောင်းကောင်းနဲ့ဆက်နေပေါ့နော်ကြော်မြင့်ခေါ်တာပေါ့နော်ဒါကျွန်တော်ပုပ်ပူလေးမဟုတ်ဘူးကြော်ရွရွလေးရှိတယ်အနာစာလုံးဝမရှိဘူးအတန်းလောက်ထားတာပါခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာမာမယ်ဆိုလို့ရှိရင်ဖုန်းလေးပဲဆက်ပေးပါကျွန်တော်တို့အရောက်ပို့ဆောင်ပေးပါတယ်အားလုံးကြည့်ကြပါလေဗျာ